Asus gaming မရှိတော့ဘူးလား gaming မရှိတော့ဘူးလား gaming ကုန်သွားပြီလားဆိုပြီး gaming ဆိုပြီးခဏလာမေးနေတဲ့ကျွန်တော်ရဲ့ customer ကြီးတွေကတော့ဒီအချိန်မှာဝယ်ထားအရန်တန်တယ် gaming laptop တွေအားလုံးထဲမှာလူကြိုက်အများဆုံး series တစ်ခုဖြစ်တဲ့ Asus ရဲ့ TUF Gaming Ryzen 7 ဆိုတာကြီးကမြန်မာငွေ30ဝန်းကျင်နဲ့ရရှိမှာမဟုတ်ဝယ်ပြအောင်ဝယ်အရန်တန်တယ်အရန် fair ဖြစ်တယ် performance ဘိုင်းမှာဆိုလို့ရှိရင်လည်းလုံးဝမနှိမ့်တဲ့ Ryzen 7 3000 series ခက်မြင့်မြင့်သုံးပေးထားတဲ့အပြင်မှာထပ်ပြီး upgrade ထပ်လုပ်စရာထပ်တိုးစရာမလိုတော့ power strong ဖြစ်တဲ့ RAM က 16GB ပါဝင်ရုံပဲ SSD က 512GB ပါတဲ့အပြင်သူရဲ့ screen size က 15.6 inch နဲ့မို့ကြည်ကြဲဝန်းကြည့်လို့အဆင်ပြေတယ်ဗျာနောက်ပြီး graphic card ရဲ့ပါဝင်မှုကလည်း Nvidia GTX 1650 4GB ပါဝင်သေးတာမို့အတိုင်းထက်အလုံးတကွန်နဲ့တိုင်းလုံးဝ fine နေရောပဲပေါ့ဗျာပါဝင်တဲ့ပေါ့အနေထားကိုလည်းကျွန်တော်ဒီဘက်မှာပြပေးဦးမယ်ဗျာ Power DC port ပါမယ် Ethernet port ပါမယ် Full size HDMI port ပါတဲ့အပြင်မှာ USB port 3 port ပါတဲ့အပြင် Audio jack port တွေပါတယ်ပါဝင်တဲ့ပေါ့အနေထားကလည်းတော်လေးစုံတယ်လို့ပြောလို့ရတယ် Asus gaming မရှိတော့ဘူးလား gaming မရှိတော့ဘူးလား gaming ကုန်သွားပြီလားဆိုပြီး gaming ဆိုပြီးခဏလာမေးနေတဲ့ကျွန်တော်ရဲ့ customer ကြီးတွေကတော့ဒီအချိန်မှာဝယ်ထားအရန်တန်တယ်